ရရွာတွေမှာတာရင်နာရေးတွေဆောင်ရွက်နေကြတဲ့ပရဟိတသမားတွေအတွက်ပို့လေးတစ်ပုတ်လောက်တင်ပေးပါအောင်ဖေယားဆိုပြီးတော့အကျွေးလွန်တစ်ပင်ဆိုတဲ့ပို့ရဲ့အောက်မှာကိုဖုံးဝေဆိုတဲ့အကောင့်ပိုင်ရှင်ကစာလေးရေးပို့ထားတယ်ပရဟိတဆိုတာတပားသူတွေရဲ့ကောင်းကျိုးတွေကိုဆောင်ရွက်ပေးသူလို့ဆိုတယ်ဒီနေရာမှာပို့တစ်လုံးရဲ့တန်ဖိုးဆိုတာဘာနဲ့တိုင်းတာမလဲဆိုတဲ့အမြင်လေးတစ်ခုနဲ့တိုင်းတာပြချင်တယ်မြေအိုးတစ်လုံးဟာတနေ့ကွဲမှာပါပဲမီးမဖုတ်ရသေးတဲ့အိုးစိမ့်ပဲဖြစ်ဖြစ်မီးဖုတ်ပြီးလို့ကြက်နေတဲ့အိုးချက်ပဲဖြစ်ဖြစ်မြေအိုးဆိုတာတနေ့ကွဲမှာပါပဲမကွဲတဲ့အိုးရဲ့လို့မရှိပါဘူးဒီတိုင်းမှာပဲလူတယောက်ဟာလည်းချမ်းသာတဲ့လူပဲဖြစ်ဖြစ်မချမ်းသာတဲ့လူပဲဖြစ်ဖြစ်ပညာတတ်တဲ့လူပဲဖြစ်ဖြစ်ပညာမတတ်တဲ့လူပဲဖြစ်ဖြစ်ဘယ်လိုလူပဲဖြစ်ဖြစ်ငယ်နေတော့မှဖြစ်ဖြစ်အရွယ်ကောင်းတော့မှဖြစ်ဖြစ်အရွယ်ကြီးတဲ့အခါမှာပဲဖြစ်ဖြစ်မြေအိုးတစ်လုံးဟာအချိန်မရွေးကွဲသွားတတ်တယ်လို့လူတယောက်ဟာလည်းအချိန်မရွေးသေဆုံးသွားနိုင်တာပဲမဟုတ်လားအဲ့ဒီကွဲတတ်တဲ့အိုးတစ်လုံးကိုဘာနဲ့တန်ဖိုးဖြတ်ရမလဲကွဲတတ်တာချင်းအတူတူကွဲမှာချင်းအတူတူဘယ်အိုးမှတန်ဖိုးမရှိဘူးလို့သတ်မှတ်ကြလိုက်မလားဒီတိုင်းမှာပဲသေတတ်တဲ့လူသားတယောက်ကိုသေတာချင်းအတူတူသေမှာချင်းအတူတူဘယ်လိုလူမှတန်ဖိုးမရှိဘူးလို့သတ်မှတ်လို့ရနိုင်မလားလူတယောက်ရှင်သန်နေရတော့အချိန်ကြီးရဲ့တန်ဖိုးကိုသေခြင်းတရားဆိုတဲ့စံနဲ့ထိုးကြတဲ့အခါလူတန်ဖိုးဟာမရှိတော့သလိုဖြစ်သွားကြတာစိတ်မကောင်းစရာပဲတကယ်တော့အိုးတစ်လုံးရဲ့တန်ဖိုးဆိုတာအဲ့ဒီအိုးမကွဲခင်လူတွေကိုဘလောက်ရေထက်တိုက်သွားနိုင်တယ်လဲဆိုတာနဲ့တိုင်းတာရမယ်တချို့အိုးတွေကအိုးရလို့လှုပ်ပြီးမီးမဖုတ်ရသေးခင်အိုးအဖြစ်မရောက်လိုက်ရသေးခင်ကိုကွဲသွားတတ်ကြတယ်တချို့အိုးတွေကမီးဖုတ်ပြီးလို့အိုးအဖြစ်ရောက်ပြီးတော့ဘယ်သူမှအသုံးမပြုရသေးခင်ဘာမှအသုံးမပြုရသေးခင်ကွဲသွားတတ်ကြတယ်တချို့အိုးတွေကတော့လူတွေကိုတစ်ရက်နှစ်ရက်တစ်လနှစ်လစသည်ရေထည့်ပြီးတိုက်သွားကြတယ်ရေတိုက်ပြီးမှကွဲသွားကြတယ်တချို့အိုးတွေကြတော့တစ်နှစ်နှစ်နှစ်စသည်ဖြင့်အကြာကြီးလူပေါင်းများစွာကိုရက်ပေါင်းများစွာရေတွေထည့်တိုက်သွားကြတယ်ကွဲတတ်တဲ့အိုးချင်းတူတယ်ဆိုပေမဲ့မကွဲခင်လူတွေကိုဘလောက်ရေထည့်တိုက်သွားနိုင်တယ်လဲဆိုတာအိုးတစ်လုံးရဲ့တန်ဖိုးပါပဲမကွဲခင်လူတွေဘလောက်များရေထည့်တိုက်သွားနိုင်တယ်လဲဘလောက်ကြာရေထည့်တိုက်သွားနိုင်တယ်လဲအချိန်ကြာလူများကိုရေထည့်တိုက်သွားနိုင်တဲ့အိုးတစ်လုံးဟာလူသားတွေအတွက်တန်ဖိုးရှိတဲ့အိုးတစ်လုံးအိုးဖြစ်ရကြိုးအိုးအဖြစ်ရောက်ရကြိုးနှက်တဲ့အိုးတစ်လုံးလို့ဆိုချင်ပါတယ်တချို့အိုးတွေကအိုးအဖြစ်သာရောက်လိုက်ရတယ်ဝယ်သူလက်ထဲမရောက်ခင်ကွဲသွားကြတယ်တချို့အိုးတွေကဝဲပြီးရင်ကွဲသွားတတ်ကြတယ်တချို့အိုးတွေတစ်ရက်နှစ်ရက်တစ်လနှစ်လရေထည့်ခံပြီးတော့ကွဲသွားတတ်ကြတယ်အဲ့ဒီအိုးတွေဟာသူ့အစင်နဲ့သူအိုးဖြစ်ရကြိုးမနှက်တဲ့တန်ဖိုးမရှိတဲ့အိုးတွေလို့ဆိုခြင်းတယ်ဒီတိုင်းမှာပဲတကယ်တော့လူတယောက်ကတန်ဖိုးဆိုတာအဲ့ဒီလူမသေးခင်လူတွေကိုဘလောက်ကောင်းကျိုးပြုသွားနိုင်တယ်လဲဆိုတာနဲ့တိုင်းတာရမယ်တချို့လူတွေကလူရဲလို့ဖြစ်လာပြီးလူလားမရောက်ခင်ကလေးဘဝနဲ့လဲသေးသွားတတ်ကြတယ်တချို့လူတွေကလူလားမြောက်လို့ပညာတွေသင်ပြီးလောကအတွက်ဘာမှအကျိုးမပြုခင်သေးသွားတတ်ကြတယ်တချို့လူတွေကတော့လူဖြစ်လာပြီးတာဝန်ဝတ္တရားလောက်လောက်ကန်ကြပြီးသေးသွားကြတယ်တချို့လူတွေကြတော့တစ်နှစ်နှစ်နှစ်စသည်အကြာကြီးလူပေါင်းများစွာရဲ့ကောင်းကျိုးတွေကိုရက်ပေါင်းများစွာတည်ဖို့ဆောင်ရွက်သွားကြတယ်သေတတ်တဲ့လူချင်းတူတယ်ဆိုပေမဲ့မသေးခင်လူတွေကိုဘလောက်ကောင်းကျိုးပြုသွားနိုင်တယ်လဲဆိုတာလူတယောက်ရဲ့တန်ဖိုးပါပဲမသေးခင်လောကလူသားတွေကိုဘလောက်များကောင်းကျိုးပြုသွားနိုင်တယ်လဲဘလောက်ကြာကောင်းကျိုးပြုသွားနိုင်တယ်လဲအချိန်ကြာလူများကိုကောင်းကျိုးပြုသွားနိုင်တဲ့လူတစ်ယောက်ဟာတန်ဖိုးရှိတဲ့လူတစ်ယောက်
လူဖြစ်ရကြိုးနှက်တဲ့လူတစ်ယောက်လို့ဆိုခြင်းတယ်ရှင်သန်နေတဲ့လူတစ်ယောက်ရဲ့တန်ဖိုးကိုတည်ခြင်းတရားနဲ့ဖျက်ချိုးမပြစ်မှားပါနဲ့လောကကောင်းကျိုးဆိုတဲ့အရာနဲ့စံထိုးကြည့်နိုင်ရမယ်လူရဲလို့ဖြစ်လာပြီးလူသားကောင်းကျိုးလောကကောင်းကျိုးဘာတစ်ခုမှမပြုတ်လုံနိုင်တဲ့လူတစ်ယောက်မဆောင်ရွက်နိုင်တဲ့လူတစ်ယောက်ဟာလူဖြစ်ရကြိုးမနှက်တဲ့လူတစ်ယောက်လို့ပဲဆိုကြပါတယ်ညီကုန်းချုပ်ကိုကြပြားလေးတစ်ပုဒ်နဲ့ညီကုန်းချုပ်ပေးလိုက်ချင်ပါတယ်လာပါမခေါ်ပါလေသူငါရောက်လို့လာခဲ့တယ်ပြန်มาမနှင်ပါလဲသူငါထွက်ခွာပြန်ရမယ်ရောက်လို့လာစဉ်မပြန်ခင်မှာဖြူစင်မေတ္တာစေတနာဖြင့်လူရွာကောင်းကျိုးတို့သေးဖို့ရင်ဘဝနောင်ခါတန်တရာအတွက်ရိတ်ခါမျိုးကောင်းတို့စုဆောင်းစို့ပရာဟိတသမားလေးမောင်ဘိုးတို့အဖွဲ့အတွက်ဒီလောက်နဲ့ကျေနပ်ပါလို့ပြောကြရင်ညီကုန်းချိုးလိုက်ချင်ပါတယ်အားလုံးလောကလူသားတွေကိုရေများတိုက်သွားနိုင်ကြတဲ့တန်ဖိုးရှိတဲ့အိုများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချိုးလိုက်ပါတယ်